ရဲ့ Clock Keys in Part 3 လေးနဲ့မှပြန်လည်ကြိုဆိုပါရစေဒီနေ့အင်းလေးသွားပါမယ်တဲ့အင်းလေးကိုအချင်းခါရောက်ဖို့ရယ်ဒီတစ်ခါတော့ Theru Church က youth တွေနဲ့သွားမှာပါဒီပဲစီးနေရတဲ့အင်းလေးမှာတော့မဟုတ်ဘက်လေနဲ့ဒီဘက်လေကို game ရအောင်ဆော့ပါတယ်အင်းလေးမှာဘာရှိလဲမင်းအင်းလေးမှာရေနဲ့ရေပဲရှိပါတယ်ဒါမဲ့ကိုယ့်ရဲ့မြန်မာနိုင်ငံမှာထူးခြားတဲ့နေရာလေးဖြစ်တဲ့အတွက်ရအောင်တော့သွားလဲတဲ့နဲ့Theruပထမဆုံးရက်ကန်းယုံသွားပါတယ်ကိုလည်းအရင်သိလို့တော့မဟုတ်ဒါပေမဲ့မသိတဲ့လူတွေကိုဆရာလုပ်နေရပါအင်းလေးထဲမှာတော့လှေစီးလိုက်တနေရာသွားလိုက်နေအရင်ကြီးလည်းပတ်ဆရာများရမဟုတ်ဘူးဆိုပေမဲ့လည်းရက်ကန်းယုံတို့ငွေပဒိန်တို့ဖောင်တော်ဖျားတို့အလိုတော်ဘောက်ဖျားတို့ရေပေါ်စီတို့ view point တို့တော့သွားစရာရှိတာပေါ့နော်တဲရအလိုတော်ဘောက်ဖျားမှာမုတ်တွေပါသွားစားလိုက်သေးတယ်အင်းလေးမှာသဘောကျတာသူတို့ရဲ့လူနေမှုပုံစံလေးပဲအရင်ကြီးသက်ရှူချက်ပြီးတော့ရှုပ်ထွေးဖွေလီနေတဲ့လူနေမှုပုံစံမျိုးမဟုတ်အေဂျင့်နဲ့ယူသားတယ်ဖော်ယူတယ်လှုပ်ရှားရှိတာကိုလည်းစေတနာနဲ့အမြဲလုပ်ပေးကြတယ်ဒါမဲ့လူတိုင်းတော့မဟုတ်ဘူးပေါ့လေ tourist attraction ဖြစ်တဲ့ကြောင့်ချင်းထဲသူတွေလည်းရှိတယ်အင်းလေးသွားရင်အုတ်ထုတ်သေးချာဆောင်းသားပါ sunscreen အပုံလိုက်လင်းသွားပါဒါပါပဲအင်းထဲကအပြန်မှာဖြိုက်တောင်ဝင်ခဲ့ပါတယ်တနေ့လုံးအင်းထဲမှာနေခဲ့တဲ့အတွက်ကြောင့်တော်တော်လေးလူကပြိုင်းနေပါပြီဖြိုက်တောင်ပေါ်တော့မတက်ခဲ့တော့ပဲမဲ့ဖြိုက်တောင်ရဲ့အရှိမရှိတဲ့တောင်ကြားလမ်းလေးကိုတော့ရအောင်သွားခဲ့သေးတယ်ရှိတဲ့အားလေးလက်ကျန်ထုတ်ပြီးကလောရောက်ရင်ဘဝတန်နေရရထားလမ်းကိုသွားပါတဲချွင်းကိုသွားပါတောင်ကြားလမ်းလေးမှာဓပုံရအောင်ရိုက်ခဲ့ပါအင်းလေးကိုသွားပြင်းရင်သွားပါတောင်မင်းကြီးခုံပြ view point ကိုလည်းသွားခဲ့ပါတိုးချောင်သွားပါကလောရောက်မှာ coffee ရအောင်တောက်ခဲ့ပါပလောင် view point ကိုအရောက်သွားခဲ့ပါတိုးလေးလည်းချီခဲ့ပါမာလူကာမှာ coffee တောက်ခဲ့ပါကလောဘူရာဆိုင်ပုတ်ကြီးနဲ့ဓပုံရိုက်ခဲ့ပါပန်းနေနဲ့လည်းဓပုံရိုက်ခဲ့ပါJack Coffee တောက်ခဲ့ပါ City View Point လည်းသွားခဲ့ပါကိုချရတဲ့သူတွေနဲ့ပြောစရာတွေဖန်တီးခဲ့ပါ See you in the next video bye